အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Graduate Biology ကျောင်းသားတွေအတွက် Animal Diseases မှာပါတယ် Stroke ကြောင့်အားလုံးနဲ့တူမျှဝေပြီးတော့ပါမယ် Stroke ဆိုတာမြန်မာလိုကတော့လေပြာချင်းလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဒါဆိုလေပြာချင်းဆိုတာဘယ်နေရာမှာထိတယ်လဲဆိုလို့ရှိရင်အုံနောက်ရဲ့သွေးကြောလေးတွေပိတ်သွားတည်တော့၎င်းပေါက်သွားတည်တော့၎င်းအုံနောက်စီကို blood flow တွေမရောက်တော့ဘဲနဲ့ oxygen တွေ nutrients တွေအုံနောက် tissue တွေမရရှိပဲပြတ်တောက်သွားတဲ့ယောဂကိုဒါ stroke ဆိုပြီးရခါကြတော့ခေါ်လေးခေါ်တာရှိရပါတော့ဒါဆိုဒါအုံနောက်ရဲ့သွေးကြောလေးတွေကိုပြထားတယ်ပေါ့ဒါဆိုအုံနောက်ရဲ့သွေးကြောလေးထက်မှာဒီအခုကဒါလေးရဆိုလို့ရှိရင်တော့ main artery ပင်မသွေးကြောလေးပေါ့နော်ဒါဆို main artery ပေါ့ပင်မသွေးကြောကနေ branches တွေအများကြီးဖြာထွက်ပြီးရခါကြတော့ဖြာဝေပေးနေတဲ့သွေးကြောလေးတွေကဒါ smaller arterioles တွေပေါ့နော်ဒါဆိုပင်မသွေးကြော main artery မှာပိတ်တည်တော့၎င်းပေါက်သွားတည်တော့၎င်းsmaller arterioles တွေပိတ်တည်တော့၎င်းပေါက်သွားတည်တော့၎င်းဒါ stroke ဆိုတဲ့လေပြာချင်းယောဂဖြစ်နိုင်ပါတယ်ဒါဆိုသူတို့နှစ်ခုမှာဘယ်သူကပိုဆိုးလဲဆိုလို့ရှိရင်တော့သိချတယ် main ကပိုဆိုးတာ main မှာထိသွားပြီဆိုလို့ရှိရင်တော့ဒါနော်ဆိုးရွားယောဂလက္ခဏာတွေဖြစ်နိုင်တယ်တန်အပ်တွေဆိုးရတဲ့အထိဖြစ်နိုင်တယ် smaller လေးတွေဆိုလို့ရှိရင်တော့ဒါအဖျားပိုင်းလေးတွေမှာဒါတစ်ခွက်တစ်နေရာတစ်တောက်တစ်နေရာပဲပိတ်ဆို့တာမို့လို့ main artery လိုက်ရစားလို့ရှိရင်တော့သူကတော့များများဆဆအုံနောက်ပျက်စီးနိုင်ခြင်းသိမရှိရတဲ့အတွက်ကြောင့်မို့လို့တန်အပ်တွေကတော့အရင်တော့ main လောက်စားရင်မစိုးရရဘူးပေါ့နော်အဲဆိုတာသူတို့နှစ်ခုဖတ်ကြည့်ရအောင်ပေါ့ဗာတွေများရှိမလဲဘယ်လိုတွေဖြစ်ကြမလဲပေါ့နော်အဲဆို stroke is caused by the interaction to the main normal blood flow to the area of the brain နော်ဒါဆို interruption ဆိုတာပြတ်တောက်သွားခြင်းပြောတာပေါ့ blood flow တွေမရတော့လို့ဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်အကြောင်းချင်းကနှစ်ခု due to bleeding from damaged capillary or blockage cutting of the blood supply to the brain နော် bleeding ဆိုတာဒါပေါက်သွားတာပြောတာ blockage ကပိတ်သွားတာပြောတာပေါက်လို့ပဲဖြစ်ဖြစ်ပိတ်လို့ပဲဖြစ်ဖြစ်ဒါအုံနောက် tissue တွေစီကို blood flow မလာတာဒါ stroke လို့ပြောလို့ရတယ်ပေါ့အဲတော့ဘာကြောင့်ပိတ်တယ်ပေါ့နော်ပိတ်တဲ့ဖြစ်စဉ်တွေရေးထားတယ် a blockage usually caused by the blood clot သွေးခဲနေနဲ့ပိတ်တယ်ဒါမှမဟုတ်ရင်အာသရိုမှာအဆီဒုတ်လေးတွေနဲ့ပိတ်နိုင်တယ်ဒါမှမဟုတ်ရင်နောက်ခုစလုံးကြောင့်လည်းဖြစ်နိုင် combination of the two နော်တခါတလေကြတော့သွေးခဲလေးတွေကဒါခန္ဓာကိုယ်ရဲ့တရောင်းတနေရသွေးကြောနေတာမှာပိတ်လာပြီးတော့ပြုတ်ထွက်လာပြီးသွေးစီးနှုံနဲ့တူတူအုံနောက်သွေးကြောမှာလာပိတ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါဆိုတာမူလအရင်မြတခြားတနေရလာတော့ sometimes the blood clot forms somewhere else in the body and carry in the bloodstream artery get stuck blocking the artery in the brain နော်အဲ့လိုမျိုးပိတ်သွားပြီးဆိုခုနပြောသလို oxygen နဲ့ nutrients တွေ brain tissue တွေကမရအောင် brain tissue တွေပျက်စီးလာပြီးအခါကျတော့ stroke ဆာမြန်မြန်ဆဆဖြစ်လာမှာ the damage happens very quickly a blockage in one of the main arteries leading to the brain causes a very serious stroke that may lead to death နော်ခုနပြောသလို main မှာထိလို့ရှိရင်တော့ဒါ serious stroke ဆူဆူရဖြစ်ပြီးတော့တန်အပ်ရရှိနိုင်တဲ့ဖြစ်နိုင်တယ် if it happens in one of the smaller arterioles နော်သေးသေးလေးတွေမှာသွေးကြောသေးသေးလေးတွေမှာဖြစ်မယ်ဒီလိုမျိုးသွေးကြောသေးသေးလေးတွေမှာဖြစ်မယ်ဆိုလို့ရှိရင်တော့ဒါဒီ affects maybe less stress ဆိုတော့သူကတော့ခုနမိမပိတ်တဲ့လောက်တော့တိတ်မဆိုးဘောเนาะဒီ arterio သေးသေးလေးတွေမှာထိလို့ရှိရင်တော့အဲဆို stroke ရဲ့ symptom တွေတစ်ချက်ကြည့်ကြရအောင် symptom of the stroke vary เนาะအဲ့တော့ဘလောက်များများဆဆပျက်စီးသွားတဲ့ပုံမှာမူတည်ပြီးအခါကျတော့စိုးမှန်မစိုးဘူးကတော့ယောဂလက္ခဏာတွေအဲ့လိုမျိုးကွာခြားချက်တော့ရှိနိုင်တယ်ပေါ့နော် depending on how much of the brain is affected နော် another very often the blood is cut off from one part or one side of the brain only နော်အဲ့တော့အော်နောက်the channel နော်ဒီကတော့ the channel တွေမှာဖြစ်တာပုံများတယ်ပေါ့နော်ညာဆိုလဲညာဘက်ချမ်းအော်နောက်ဘယ်ဆိုလဲဘယ်ဘက်ချမ်း the channel တွေမှာဖြစ်တာပုံများ